ถล่มเลยเจ๊มดว่ายิงไปเมื่อไหร่ให้คนที่อยู่ตรงนั้นมีใครเป็นอะไรหรือเปล่ามีใครเป็นอะไรบ้างไม่รู้ตึกเดียวกันไปค่ะฝุ่นค่ะรีบวิ่งค่ะ ตึกถล่มสารนะ ไปค่ะพี่วิ่งค่ะมันฝุ่นค่ะ带一表价维系啊你。维系给俺买上了。带一表价来。喂。ငေါင်းတိုက်ကြီးပြောရင်ဘယ်လိုလုပ်မလဲဒီပါလားနားပါရကွာတိတ်走啊往这边走啊走啊老板，赶紧弄点，来来吧。走啊，走啊！ငလေးကမပြီးသေးဘူးနော်ငလေးကမပြီးသေးဘူးကြံနေတယ်ပြီးအောင်မသွားဘူးလေဒီနေရာလွတ်တယ်ဒီနေရာကောင်းတယ်တိုက်တုတ်ကြတောင်းတော့ဒီနေရာလွတ်တယ်ဒီနေရာလွတ်တယ်ဟုတ်တယ်ငလေးကလည်းထက်လို့တယ်ပြုံပါသီးလားပြုံမဲနေတာခုနကဲမျိုးတို့ရေးဒီမှာဒါ29လမ်းထောင်းမှာပြိုးကုန်ပြီဗျာနော်စကားပြောနေနေကိုဒီလိုဖြစ်သွားတာတော်တော်ကိုကြမ်းတယ်ဟိုမှာကားတွေလည်းပြီးကုန်ပြီအကုန်ပြိုးကုန်ပြီနော်ဟိုဘက်မှာအခြေအနေကတိတ်မကောင်းဘူးအိမ်ထဲကနေထွက်ရင်လည်းထွက်ထားဖို့တော့လူတယ်တင်တယ်အောက်ကပြင်များလာရင်အိုးအောက်မှာလူတွေလည်းပြီးတယ်လို့ပြောတယ်နော်အခြေအနေကတော့မကောင်းဘူးဒါ29လမ်းအခုဟိုမှာ81လမ်းထောင်းပါပေါ့နော်ကားတွေလည်းအကုန်ပြီးအိမ်တွေလည်းပြိုဒီဘက်မှာလည်းဟိုးပေါ်ဟာတွေပြိုးကုန်တာကတ်ကျိုးတွေလည်းအကုန်ပြိုကြပါတော့ဒီလိုအခြေအနေကမကောင်းရမ်းတာကားတွေရက်ပြည့်ရတယ်ကားကိုမောင်းလို့မရဘူးကားတွေကအကုန်လူးလိမ်ပြီးအကုန်ဆွဲရမ်းကုန်လို့လေဒါမြင်တဲ့အတိုင်းပဲနော်ကြားကောင်းတွေပါတော့သွားပြီဆိုတော့ကဲအားလုံး BND တွေကင်းပါသည်လောလောဆယ်လျှက်စစ်အဲ့လျှက်စစ်မီးတွေတတိထောင်းခဏနေတိုက်မပြီးပဲဓာတ်လိုက်ကုန်မယ်အကုန်လုံးနည်းနည်းလေးအချိန်ဟိုဖြစ်လာရင်တော့ဒီတကြောကြီးကဒါတော်တော်လေးတော့ပြင်းတယ်ပြောမှာပေါ့နော်ဘာလို့လဲဆိုတော့ခါတိုင်းကမောင်းနေမသိရဘူးကမောင်းနေနဲ့ကားတွေပါရမ်းထွက်ကုန်တာဆိုတော့တတိလေးနဲ့နေကြဘူးလို့လေအချိန်နေတော်တော်မကောင်းပါဘူးနောက်တစ်ချိန်ဒီပုံစံထပ်ခတ်မယ်ဆိုရင်တော့တော်တော်မချောင်ဘူးအိမ်နေအကုန်လုံးမျက်စိရှိတယ်လေအဲ့အမြင့်ကြီးတွေကလိမ့်ကုန်တယ်လူးလိမ့်ကုန်တာမီးသက်ကားတွေလည်းထွက်ပြီတခြားလည်းဘယ်နာတွေပြိုမှန်းမသိဘူးပေါ့နော်ဒီတစ်ခါပြိုတာတော့ပြိုကြအောင်ပါဟိုးပေါ်မှာမီးလောင်နေတယ်အရေးထဲမှာဟိုးပေါ်မှာဟိုမှာဒါမီးလည်းထလောင်နေတယ်ဒီငလျင်ရဲ့နောက်ဆက်တွဲပဲဖြစ်ပါပဲတော့ဒီငလျင်အကြောင်းမလို့ပဲထင်တာပဲမီးတော့လောင်နေပြန်ပြီမီးကိုတွေလည်းတော်တော်ကျန်းနေတယ်လုံးကျန်းနေမတ်တက်ကိုရက်လို့မရဘူးနော်မတ်တက်ကိုရက်လို့မရပဲအကုန်လုံးလေ
လွတ်ရာဒီမှာအကုန်အောက်ကိုဝင်နေရတာတော်တော်ဆိုးသွားတယ်ဒီငလျင်ကတော်တော်ကိုကျန်းတာနော်အခုကားအဲ့မဲ့ဒီတိုင်းပဲအဲ့တိုင်းပဲရက်ပြရတာကားတွေရက်ပြရဒီတိုင်းရက်ထားရတယ်ဘာမှမတတ်နိုင်ဘူးနော်ဟိုမှာဓာတ်ကြိုးတွေနဲ့အကုန် short တွေလည်းဖြစ်ကုန်မယ်လူတွေကကြောက်အားလန့်နဲ့ဇွတ်ပြေးနေကြတယ်အကုန်လုံးပြိုဟိုဘက်မှာလည်းပြိုတယ်တဲ့နော်ဟိုဘက်တွေလည်းပြိုကုန်တယ်တော်တော်လေးပြိုတဲ့အိမ်တွေဒီတစ်ခါတော့စပြီးမန်းလေးမှာတွေ့ရတာပေါ့နော်ဟိုဘက်မှာလည်းပြိုနေတယ်တဲ့ဒါကြောင့်အရေးတဲ့မီးရထလောင်နေတယ်ဟိုမှာမီးလောင်နေတယ်မီးသက်ကားတွေလည်းအလုံးရှုံနေတယ်တော်တော်ကိုယ့်အိမ်မှာပဲကိုနည်းနည်းလေးစင်ချင်းနေရမယ်သဘောရှိတယ်ဟောဒါကတော့29လမ်း81လမ်းထောက်မှာပါ ambulance တွေလည်းပြေးနေတယ်ဖြစ်ပြတ်တယ်လို့ပြေးနေတာပေါ့နော်အဲ့တော့ဒီ81လမ်းပေါ်မှာဟိုအရှိမှလည်းပြူတယ်လို့ပြောတယ်ဒါပေမဲ့သွားလို့ကမရဘူးလမ်းတွေကဒီမှာပိတ်ကုန်ပြီဆိုဟိုဘက်ကနေပဲတစ်ဖက်လှည့်ပြီးပဲပြန်သွားအောင်ပါပေါ့တော်တော်ဆိုးပါတယ်နော်တော်တော်လေးဟိုခုနကဖရားတရားလေးနဲ့ကိုယ့်အကူနေအရေးရဲ့အကြောင်းပဲဆိုရင်လေဟိုစုံဖြတ်ချက်မှားပြီးတော့ဟိုပြေးဒီပြေးမပြေးဖို့လိုတာပေါ့နော်တအားပြေးလွန်းရင်လည်းဒုက္ခရောက်တတ်တယ်ဒီဟာသွားလို့တော့ရဒါပေမဲ့အန်ရီများပါတယ်ဦးလေးဟိုဘက်ကသွားပါပြက်စစ်မီးတွေကဘာတွေမှမသိလို့နော်ဒီလိုဖြစ်သွားတယ်ဗျာအခြေအနေကတော့ရင်းတဲ့အတိုင်းပဲတော့ကားတော့မှဖလဝါရမ်းသွားပြီဟိုမှာသွားပြီးတော့ကွန်ကရစ်တိုင်တွေအကုန်ပြိုကျသွားဟိုအရှိမှလည်းပြူတယ်ဆိုတော့ဘာပြူမှတော့မသိဘူးဆိုတော့တော်မကောင်းပါဘူးဟိုပေါ်လဲဟိုမှာတိုက်ကတဝက်ပြူသွားတာတွေ့လားမသိဘူးဟိုမှာတဝက်ဘေးကဟိုအကြီးပြူသွားဟိုတဲ့အမျိုးသမီးတယောက်ကတော့သတိလစ်ပြီးတော့ခေါ်သွားပြီဒီအိမ်ကပေါ့နော်ဒီလစ်ပြီးခေါ်သွားပြီဆိုတော့အရေးရဲ့အကြောင်းအမှာဟိုဘက်မှာမီးရထလောင်ရောဒီငလျင်အကြောင်းဘလို့ပဲဖြစ်နေတာပဲ short တွေပါလိမ့်ချက်မလားမသိဘူးအောက်ထပ်တော့ဘယ်နားတွေဘလို့ပြူလေးလဲတော့မသိဘူးပေါ့နော်အဲ့ဒါတော့အိမ်တစ်လုံးပြူသွားတယ်လို့တော့ပြောတာပဲဒါပေမဲ့အဲ့ဘက်ကလည်းမီးတက်မျိုးသက်တွဲတွေဆက်လာမလားအဲ့လိုကြည့်ရမှာပေါ့ဒီဟာဒါလည်းမီးလောင်နေတဲ့ဟာပြဿနာတစ်မျိုးမီးကိုကလည်းတော်တော်များလာပြီစိုးပါတယ်အခြေအနေတော်တော်စိုးပါတယ်နော်အိမ်အောင်မရောက်သေးဘူးအိမ်ကိုလည်းဖုန်းဆက်တယ်ဆက်လို့ကိုဖုန်းတွေကဆက်လို့ကိုမရတော့ဘူးဆိုတော့လမ်းသွားနေတန်လမ်းမကားကလည်းထိုးရထားရတယ်ကဲဒါဒီနေ့မှလေးအခြေအနေလေးပါအားလုံးပြီးကင်းကြပါသည်ဗျာပြီးကင်းကြပါသည်အခုပေါ့အခုရေထန့်နေလို့